မင်္ဂလာပါရှင်။ဒါဟာကထမြန်မာဘာသာအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့ဒါဟာကထမြန်မာဘာသာအစီအစဉ်မှာတင်ဆက်ပေးမယ့်သတင်းများကတော့ဒီနေ့မြို့နယ်တွင် COVID-19 ရောဂါကူးစက်သူလူနာ9ဦးထပ်မံတွေ့ရှိခဲ့ပြီးရောဂါတွေ့ရှိသူ44ဦးရှိနေပြီဖြစ်ကြောင်းသတင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီနေ့မြို့နယ်2021ခုနှစ်ဇန်နဝါရီလ6ရက်နေ့တွင် COVID-19 ရောဂါကူးစက်သူ9ဦးထပ်မံတွေ့ရှိခဲ့ရာဒီနေ့မြို့နယ်အတွင်း COVID-19 ရောဂါတွေ့ရှိသူ44ဦးရှိလာပြီဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ချင်းပြည်နယ်ဒီနေ့ပြည်သူ့စေယုံကြီးတွင် COVID-19 ရောဂါကူးစက်သူလူနာ9ဦးထပ်မံတိုးလာတယ်လို့ပြည်သူ့စေယုံတွင်လူနာစောင့်ရှောက်သူတဦးထံမှသိရှိရပါတယ်ရှင်။ရောဂါကူးစက်သူများကအသက်65နှစ်အမျိုးသားတဦးအသက်69နှစ်39နှစ်29နှစ်18နှစ်နဲ့6နှစ်ရှိသူအမျိုးသမီးများဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ယောဂတွေ့ရှိသူများသည်ဒီနေ့မြို့နယ်အမှတ်1အာထကကျောင်းတွင် facility quarantine ထားရှိသူများဖြစ်ပြီး RDT စစ်ဆေးမှုအရယောဂတွေ့ရှိကြောင်းလက်ရှိတွင်ဒီနေ့မြို့နယ်ပြည်သူ့စေယုံ၌COVID လူနာ22ဦးရှိကြောင်းနဲ့ဒီနေ့မြို့နယ်တည်ထောင်ကျေးရွာတွင် COVID-19 ယောဂလူနာ22ဦးရှိကြောင်းလူမှုရေးဝန်ကြီးပေါလွန်မင်းထံကပြောပြခဲ့ပါတယ်။ဒီနေ့မြို့နယ်မှာလူနာထပ်တိုးလာတဲ့အတွက်အခုလူနာ22ဦးရှိတယ်။ဒီမြို့နယ်တည်ထောင်ကျွေးရမှာလဲလူနာ22ဦးရှိတယ်လို့ဟာခထားမှုပြောပြခဲ့ပါတယ်။ဒီမြို့နယ်တစ်ခုတည်းတွင် COVID-19 ရောဂါတွေ့ရှိသူ44ဦးရှိကြောင်းတည်ထောင်ကျွေးရကိုပြည်내ကျန်းမာရေးဦးစီးဌာနကဇန်နဝါရီလ9ရက်နေ့အထိ lockdown ချထားခြင်းဖြစ်ရာချင်းပြည်နယ်လူမှုရေးဝန်ကြီးပူပေါလွန်မင်းထံနဲ့တာဝန်ရှိသူများတည်ထောင်ကျွေးရကိုတွားရောက်ကစံစေဝါနဲ့အခြားလိုအပ်သည့်ပစ္စည်းများကိုထောက်ပံ့ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ချင်းလန် FC ကMNL ၌ပထမအဆင့်တွင်ဝင်ပြိုင်ခွင့်ရပြီဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ချင်းလူမျိုးများကိုစားပြုဖြင့်ဝင်ပြိုင်နေသည့် Chinland FC သည်မြန်မာ National League MNL ပထမအဆင့်တွင်ဝင်ပြိုင်ခွင့်ရရှိပြီဖြစ်ကြောင်းသိရှိရပါတယ်ရှင်။2021ခုနှစ်ဇန်နဝါရီလ6ရက်နေ့မှာ MNL တာဝန်ရှိသူတွေ online အစည်းအဝေးပြုလုပ်ဖြစ်တဲ့ MNL ပထမအဆင့်ဘောလုံးအသင်း10သင်းရှိပြီးဒုတိယအဆင့်ဘောလုံးအသင်း10သင်းရှိဖို့ဆုံးဖြတ်ချက်ချထားတယ်။အဲ့ဒီထဲမှာကျွန်တော်တို့ Chinland FC ကပထမအဆင့်မှာဝင်ပြိုင်ကစားဖို့ဆုံးဖြတ်ထားတယ်လို့ MNL အလုပ်အမှုဆောင်ကော်မတီ Chinland FC ဥက္ကဋ္ဌ NC ထောင်ထထံကဟာကထားမှုပြောပြခဲ့ပါတယ်။2020ခုနှစ်အားကစားရာသီ၌မကွေး FC နဲ့ Southern Myanmar FC နှုတ်ထွက်ပြီး Chin United FC လည်းနှုတ်ထွက်ခဲ့ကြောင်းနဲ့ Chinland FC ကသာ MNL တွင်ဝင်ပြိုင်ရန်စီစဉ်နေကြောင်းသိရှိရပါတယ်ရှင်။ကျွန်တော်တို့ကော်မတီကနေစီစဉ်နေတာကတော့2021ခုနှစ်မှာချန်ပီယံဖြစ်ကြတဲ့ Shan United FC, Hantawari FC, ARD FC, Yangon United FC, Yarnabon FC, Yekai FC, Zakai FC, Chinland FC နဲ့ Nyawari FC တို့နဲ့2021ခုနှစ်ဧပြီလကနေစက်တင်ဘာလအထိဝင်ပြိုင်ကစားသွားကြမယ်။ COVID-19 ရောဂါအခြေအနေပေါ်မူတည်ပြီးဝင်ပြိုင်ကစားသွားမှာဖြစ်တယ်လို့ NC ထောင်ကထပ်လောင်းပြောပြခဲ့ပါတယ်။ယခုအခါတကမ္ဘာလုံးအတိုင်းအတာဖြင့်ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကြောင့် MNL ပြိုင်ပွဲခိတခဏရနာထားခြင်းဖြစ်တဲ့ယခုလိုချိန်တွင် Chinland FC မှာ Chinland for ပလောဝအကောင်းစဉ်တက်ပြီးပလောဝမြို့နယ်ရှိစစ်ပေးရှောင်ပြည်သူများကိုငွေသားအဖြစ်တော်၎င်းစံနှင့်အဝတ်အထည်များကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။ကျွန်မအက်စတာပါဆက်လက်ပြီးတော့ကလေးမျိုးရှိချင်းခရစ်ယာန်အသင်းတော်တချို့ကရထားခဲ့တဲ့ဘတ်ဂျက်အတိုင်းမပြည့်မီတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ကလေးမျိုးရှိချင်းခရစ်ယာန်အသင်းတော်တချို့က၎င်းတို့အသင်းတော်အတွက်ရထားခဲ့တဲ့ဘတ်ဂျက်ရထားချက်အတိုင်းမပြည့်မီနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကလေးမျိုးအခြေဆိုင်ဖလန်ဘာသာစကားအသုံးပြုနေတဲ့ El Bethel Baptist Church Pastor ကနေ2020ခုနှစ်ဘတ်ဂျက်ရထားချက်ငွေသိန်းပေါင်း2300အနက်ကျပ်ငွေသိန်းပေါင်း1943ဝန်းကျင်ပြည့်မီနိုင်ခဲ့ပါတယ်။ COVID-19 ရောဂါကြောင့်ဖြစ်တာပါ။ဝိပြုခြင်းမပြုလုပ်နိုင်တဲ့အပြင်အလုပ်လုပ်နိုင်တဲ့သူနှဲပါတာကြောင့်ဖြစ်ပါတယ်။ကျွန်တော်တို့အသင်းတော်မှာအိမ်ထောင်စု252ခုရှိပြီးပါစတာတပါးကတလလစာကျပ်ငွေ3သိန်းရရှိပါတယ်ဟုဟာခထန်ကိုပြောပြခဲ့ပါတယ်။ဟာကဘာသာဖြေဝေပြုကြတဲ့ဆလမ်ဘပ်တစ်ချတ်ကဘတ်ဂျက်ရထားချက်ကျပ်ငွေသိန်းပေါင်း1500ရှိသည့်အနက်ကျပ်ငွေသိန်းပေါင်း1350ဝန်းကျင်သာရရှိကြောင်းသိရှိရပါတယ်။
Samuel Believer Chap Pastor တပါးကကျွန်တော်တို့ကတော့ရထားချက်မရှိပါဘူးအသင်းတော် Pastor ကတလကိုလစာကျပ်ငွေ3သိန်းရရှိကြပြီးခရိုင်ဥက္ကဋ္ဌကကျပ်ငွေ4သိန်း2000ရရှိပါတယ်ဒါအပြင်အလူငွေထဲကတဝက်ကိုဂိုင်းချုပ်ကိုပေးသွင်းရပါတယ်လို့ဟာခတ်ထိုင်းကိုပြောပြခဲ့ပါတယ် Wisland Church ကလည်းဘတ်ဂျက်ရထားချက်မရှိပါဘူးမြန်မာနိုင်ငံမှာခရစ်ယာန်အသင်းတော်43ခုရှိပြီးHeadquarter Office Superintendent ကနေတလလစာ4သိန်းရရှိတယ်။ Pastor တွေလစာအကုန်လုံးတူညီကြပါတယ်။သိန်းစီရရှိကြတယ်။အလူငွေတဝက်ကိုဂိုင်းချုပ်ကိုပေးသွင်းကြတယ်။ COVID-19 ရောဂါကြောင့်ဝေပြုနိုင်ခြင်းမရှိတာကြောင့်အလူငွေတွေရော့တာဖြစ်ပါတယ်လို့ဟာခတ်ထိုင်းကိုပြောပြခဲ့ပါတယ်။ COVID-19 ရောဂါကြောင့်တခြားခရစ်ယာန်ဘာသာအသင်းတော်များကလည်းတရားထားသည့်ဘတ်ဂျက်အတိုင်းမပြည့်မီနိုင်ကြောင်းသိရှိရပါတယ်။ CHRO ကလက်မှုပညာသင်တန်းပြည်လဲစတင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ချင်းတို့အခွင့်အရေးဖွဲ့စည်း CHRO ရဲ့တွဲလက်စီမံကိန်းဖြင့်လက်မှုပညာသင်တန်းများကိုသက်ဆိုင်ရာမြို့နယ်လိုက်ပြည်လဲစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။ COVID-19 ရောဂါကြောင့်မနစ်ကစီစဉ်ထားတဲ့လုပ်ငန်းအကောင့်ထဲမဖော်နိုင်ပါဘူး။ဒါပေမဲ့မဖော်ဆောင်နိုင်တဲ့လုပ်ငန်းတွေကို2021ခုနှစ်ဇွန်လမှာအပြီးဆောင်ရွက်ဖို့စီစဉ်နေပါတယ်။ COVID-19 ကာလဖြစ်တာကြောင့်လူနည်းနည်းနဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းအရဆက်လက်ဆောင်ရွက်ဖို့စီစဉ်နေပါတယ်။ချင်းပြည်နယ်9မြို့နယ်မှာလှုပ်ဆောင်နေပေမဲ့တချို့မြို့နယ်မှာ COVID-19 ရောဂါအခြေအနေဆိုးဝါးနေတာကြောင့်တတိရှိရှိနဲ့လှုပ်ဆောင်နေပါတယ်။ဒါပေမဲ့တင်နန်းတက်ရောက်သူများအနေနဲ့ COVID-19 ကာလအကုန်ဆုံးတဲ့အခါမိမိတို့ဘာသာအသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့စီစဉ်ပြီးလှုပ်ဆောင်နေရဖြစ်တယ်လို့ CHRO ရဲ့လက်ထောက်စီမံကိန်းမန်နေဂျာဆလိုင်းဆောင်ဦးလျံကဟာခါထိုင်းကိုပြပြခဲ့ပါတယ်။ယခုခေတ်သို့လက်မှုပညာသင်တန်းများပို့ချခြင်းသည် LIFT အဖွဲ့ကထောက်ပံ့ပြီး IOM နှင့်မြို့နယ်တိုင်းရှိအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ရာ2019ခုနှစ်မှ2019ခုနှစ်အထိသင်တန်းသူသင်တန်းသားပေါင်း1000ကျော်ကို၎င်း2019ခုနှစ်မှ2021ခုနှစ်အထိလူပေါင်း950ဦးသင်တန်းပို့ချခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ်။ယခုလိုသင်တန်းပို့ချတဲ့သူတွေနဲ့အသက်နိုင်ဆုံးအဆက်အသွယ်ပြုလုပ်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့အလုပ်တစ်ခုခုလုပ်ပြီးအဲ့ဒီအလုပ်ပြီးဆုံးပြီဆိုရင်နောက်ထပ်အလုပ်ကိုင်အခွင့်အလမ်းတွေရရှိဖို့ဘယ်လိုစီမံဆောင်ရွက်မလဲဆိုတာကိုဆက်လက်လှုပ်ဆောင်ပေးနေပါတယ်လို့ဆောင်းဦးလင်ကထပ်လောင်းပြောပြခဲ့ပါတယ်။လက်ရှိတွင်စမီးမျိုးရှိစစ်ပေးရှောင်ပြည်သူတချို့ကိုလက်မှုပညာကျွမ်းကျင်မှုသင်တန်းပို့ချပေးနေကြောင်းနဲ့ချင်းပြည်နယ်9မြို့နယ်၌ CHRO မှဖွင့်လှစ်ထားတဲ့ရုံးများတွင်အလုပ်ကိုင်ခွင့်လန်းရရှိနိုင်ရေးနဲ့ပတ်သက်သည့်ကိစ္စရပ်များလေ့လာစုံစမ်းနိုင်ကြောင်းသိရှိရပါတယ်။ဒီကနေ့ဒဟာခထိုင်းမြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲဆုံးသက်တော်မှာဖြစ်ပါတယ်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျမချယ်ရီပါ။